ချိန်ကုန်တာကိုသတိမထားမိရင်ဘဝပါကုန်သွားလိမ့်မယ်လောကမှာအကြောက်ရဆုံးတစ်ခိုးကဘယ်သူလဲသိလားသူကမင်းစီကပတ်စံကိုမခိုးဘူးမင်းရဲ့ပစ္စည်းတွေကိုမခိုးဘူးသူကမင်းရဲ့အချိန်တွေကိုမင်းမသိအောင်တစ်စက္ကန့်ချင်းစီခိုးယူနေတာပါလူတော်များများကအချိန်ကုန်သွားတာကိုမမြင်နိုင်ကြဘူးဒါပေမဲ့တနည်းကြရင်တော့အချိန်ကုန်သွားတာမဟုတ်ပဲဘဝပါကုန်သွားပြီဆိုတာကိုနာကျင်စွာသိလိုက်ရပါလိမ့်မယ်ကျွန်တော်တို့ဘဝမှာအသုံးအများဆုံးစကားကနောက်မှပါပဲနောက်မှစလုပ်မယ်နောက်မှအားထုတ်မယ်နောက်မှပြောင်းလဲမယ်ဒါပေမဲ့အဲ့ဒီနောက်မှတွေစုမိသွားတဲ့အခါနှစ်တွေကြာသွားတယ်အခွင့်အရေးတွေဆုံးရှုံးသွားတယ်ပြီးတော့မင်းရဲ့လူငယ်ဘဝပါပျောက်ကွယ်သွားတယ်အချင်းကိုအလားကားရတဲ့သူထင်လီတာဟာမင်းဘဝရဲ့အကြီးမားဆုံးအမားပဲအချင်းဆိုတာပြန်ဝယ်လို့မရတဲ့တခုတည်းသောအရင်းကြီးပါတနေ့ကို3နာရီလောက်အကျူးမရှိပဲဖုံးကြည့်နေမှဆိုရင်တစ်နှစ်မှာရက်ပေါင်း45ရက်လောက်မင်းဖြုံးတီးလိုက်တာပါ30ဆိုရင်ရက်ပေါင်း450မင်းဘဝရဲ့တစ်နှစ်ကြော်ဟာဘာမှမလုပ်ပဲပျောက်ကွယ်သွားတာအချိန်ကုန်သွားတာကိုမမြင်နိုင်တဲ့သူဟာသူ့ဘဝရဲ့အစိတ်အပိုင်းတွေကိုတစ်ဆက်စီဖြတ်တောက်ပြီးအမိတ်ပုံနဲ့ထည့်နေတာနဲ့အတူတူပါပဲအချိန်ကုန်တာကိုမမြင်အောင်မျက်စိမမှိတ်မထားပါနဲ့တော့တစ်စက္ကန့်ကိုတန်ဖိုးထားပါမင်းလုပ်နေတဲ့အလုပ်ကမင်းဘဝအတွက်တန်ဖိုးရှိရလားနေ့တိုင်းကိုပြန်မေးပါနှစ် distractions တွေကိုခတ်တောက်ပါအကျိုးမရှိတဲ့ဖြိုးပြီးရေးတွေအထင်အဖျင်းတွေဟာမင်းရဲ့အနာဂတ်ကိုခိုးယူနေတဲ့တခိုးတွေပဲ3အခုချက်ချင်းလုပ်ပါမနှက်ဖြန်ဆိုတာဘယ်တော့မှမရောက်လာဘူးမင်းရှိတာဒီနေ့ပဲရှိတယ်အချိန်ကမင်းကိုဘယ်တော့မှစောင့်မှာမဟုတ်ဘူးအချိန်ကုန်သွားတာကိုမမြင်နိုင်တဲ့သူဟာဘဝဆုံးတဲ့အထိနောင်တရီနဲ့ပဲကြံနေရလိမ့်မယ်အချိန်ကုန်တာကိုမြင်အောင်ကြည့်ပါအချိန်ကိုအထုံချပါမင်းဘဝကိုမင်းပြန်ထိန်းချုပ်ပါအချိန်တွေကကုန်နေပြီနော်မင်းဘာလို့မှလဲ